ကြောင့်ဒီနေ့မှာလည်းဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အသက်တာတွေပြောင်းလဲမယ်လို့သင်ယုံကြည်လား Yes သင်ယုံကြည်လားဝန်ခံတော့ဘာလို့လဲဆိုတော့ဖခင်ကပြောင်းလဲပေးနိုင်တယ်ဆိုတာယုံကြည်ပါတောင်ကြီးသားစစ်ရေမရောနွားတို့လည်းမရောတောင်ကြီးသားဘလောက်စစ်လဲကျွန်တော်ပြောပြပြီမီးပုံးပြန်တော့ကိုယ်တိုင်လှုပ်ပြီးလွတ်တာရန်ကိုကိုယ်တိုင်ထောင်းပြီးတော့မီးရှူရိုက်ပြီးတော့လွတ်တဲ့သူထဲမှာပါတယ်အမှုတော်ဆောင်ဖို့တစ်ချက်မှမစင်စားဘူးဘဝမှာ That's true ဒါပေမဲ့ဖခင်ကအလုတ်လုတ်ချင်တယ်ဆိုတာသိသွားတယ်ဖခင်ကအလုတ်လုတ်ချင်တဲ့သူကိုလိုက်ရှာတယ်ဆိုတာနားလည်သွားတယ် Amen အဲ့ဒီအချိန်မှာတချို့ကမေးတယ်ဆရာဖခင်အသုံးပြုမယ်ဆိုလို့သိလားသိတော့သိတယ်ဒီလိုပုံစံမျိုးတော့မထင်ဘူးလို့ဒါပေမဲ့ဖခင်အလုတ်လုတ်တဲ့အခါမှာ This is our time ဖြစ်လာတယ် Amen This is our moment ဒီအချိန်တွေမကြော်သွားစေနဲ့နော်တချို့ကတနာငါတို့ငယ်သေးချင်လိုက်တာငါတို့အချိန်တွေအများကြီးရှိချင်သေးလိုက်တာဒီအချိန်လေးလုပ်လို့ရတယ်တယောက်နဲ့တယောက်ဖခင်ခေါ်တဲ့အချိန်မတူဘူး That's right အာဗြဟံကို85နှစ်မှခေါ်တယ်ဒါဝိဒ်တို့ကြတော့ငယ်ငယ်လေးတော့ခေါ်တယ်မကိစ္စမပြဿနာဖခင်အလုံးလုံးချင်းကိုနားလေဖို့အဓိကဖြစ်တယ် Amen အဲကြောင့်ဘေးကလူကိုပြောလိုက်သင်ရဲ့အကောင်းဆုံးသောအချိန်တွေရှေ့မှာရှိသေးတယ်လို့ပြောလိုက်ပါဦးအာမင်ဟာလေလုယာသင်ရဲ့အကောင်းဆုံးသောအချိန်တွေရှေ့မှာရှိတယ်နောက်မှမကြံခဲ့ဘူးရှေ့မှာရှိနေစေဖြစ်တယ်ယုံကြည်ပါ the best is yet to come ရှေ့မှာအကောင်းဆုံးနေ့ရဲ့ဒီ Come on အဲဒီနေ့ယုံကြည်ပါဘုရားကအမှုပြုမယ်ဆိုရင်ယုံကြည်ပါ Amen တင်းတော်လည်းယေရှုတင်တယ်ဒီနေ့ခေါ်ဖိတ်တယ်ဇဆိုင်ဇမချစ်တယ်နော်ချစ်တယ်ဒီကတောင်ကြီးသားတွေ this is our time this is Amen ဘုရားအမှုပြုတာတွေကိုမြင်ရလို့ဘုရားကိုသူယေရှုတင်တယ်ကျွန်တော်တောင်ကြီးမြို့ဆိုရင်အဆဆရနောက်ကြတယ်မြဲတမ်းကျွန်တော်ရန်ကုန်သွားကျွန်တော်ဂီတာပစ္စည်းတွေဝယ်ခြင်းနဲ့ရန်ကုန်ဆင်းရဂီတာတီးတဲ့ခွေတွေကြည့်ခြင်းနဲ့မက်ဒစုံသွားတယ်ကော်ပီသွားဆွဲရတယ်အဟောက်ခံရသေးတယ်တီးတယ်တဲ့အဲ့လိုမျိုးသူပြီးတော့ရောက်လာပြီဆိုကျွန်တော်တောင်ကြီးမှာအုံပြီးတော့ဝိုင်းပြီးတော့လေ့ကျင့်ကြတာစာရွက်လေးတစ်ရွက်ရလာပြီဆိုကျွန်တော်အသေးတန်အဲ့ဒါကိုလေ့ကျင့်ကြတာအဲ့ဒီခေတ်အဲ့နဲ့ကျွန်တော်ဂျေဇုတော်ဧဝံဂေလိကိုရောက်သွားတော့ဘာပြောလဲတောင်ကြီးသားသောသားခါတယ်ဟိုအရက်ရှိနဲ့တယောက်လေမပြောတော့ဘူးနော်အဲ့တယောက်လေတောင်ကြီးသားသောသားဆိုပြီးတော့လေအဲ့လိုကျွန်တော်ပြောခဲ့တာဟုတ်ဒါပေမဲ့အဲ့သောသားခစ်ဖြစ်လာတယ်လုံးမယ်ဆိုအပြက်လုံးမှာကိုရောသုံးရင်အပြက်သုံးလို့ဘယ်တော့မှနောက်ပြန်မလဲ That's right Yes ဖောင်အကုန်ဖြတ်ပြီးသား That's right အခုနောက်လုတ်ခဲ့တဲ့အလုပ်ကြီးပြန်လာခေါ်တယ် BBC သတင်းဌာနပြန်လာခေါ်တယ်ဆရာတဲ့အလုပ်လုပ်ချင်တယ်ဆိုရင်အချိန်မီပြန်လာတော့မလုပ်ဘူးလို့မလာတော့ဘူးလို့ထုံတော့ကြိုင်ပြီးနောက်လဲတဲ့ဖွဲ့တွေမပါဘူးတောင်ကြီးသားဖရားအတွက်လုပ်မယ်ဆိုအပြတ်လုပ်ပါဟာလေလုယာဖရားအတွက်အပြတ်လုပ်မဲ့သူဒီထဲမှာမတယောက်ပါလေအဲ့ဒီသူတွေကိုဖရားအသုံးပြုပါ Amen receive it yes ကိစ္စမရှိဘူးနောက်တစ်ခါလေကျွန်တော်တို့ကမတင်ထားလို့မတတ်လို့မဟုတ်ဘူးဖရားလေဘယ်သူနဲ့အလုပ်လုပ်လဲသိလားကျွန်တော်နဲ့ available ဖြစ်တဲ့သူ Mary ပန်းဆိုင်နဲ့ Amen တချို့ကလေလောက်တတ်တယ်မအားဘူး available မဖြစ်ဘူးသူတို့ဖုန်းခေါ်တယ်ဖရားမအားနေဘူးဘယ်အားမှလဲကိုနဲ့မပြီးနေဖရားဖုန်းခေါ်တယ်ငါ့ကိုခေါ်လို့ငါထူးမေဟုတ်တယ်မလားဖရားဖုန်းနံပါတ်ရှိတယ်ဖရားခေါ်တဲ့ချိန်ကမအားနေတာများတယ်အဲကြောင့်ဖရားအားနေသူတွေလောက်သွားတာ Yes တချို့ကထင်မယ်ဖရားရုပ်ချောတဲ့သူတွေနဲ့အလုံးလုံးလားမဟုတ်ဘူးနော်ဖရားရုပ်ချောတဲ့သူတွေလည်းလောက်ပါတယ်မချောတဲ့သူတွေလည်းလောက်တယ်အဓိကသူ့အတွက် available ဖြစ်တဲ့ Yes come on သင်အားနေတယ်ဆိုဘုရားအတွက်အချိန်ပေးတာကိုပြောတာအဲ့ဒီသူနဲ့ဘုရားအလုပ်လုပ်ချင်တယ် Come on
ဖះကျွန်တော်စာအုပ်ရေးခိုင်းတယ်ကျွန်တော်မရေးတာအကြာကြီး2016ကတည်းကအဲ့ဒီစာအုပ်ကထွက်ရမှာ16ကတည်းကကိုရောကျွန်တော်ဒီလိုဟိုလိုလုပ်နေတာဖះကြည့်ရမှာစကားပြောတယ်ရေးမလားမရေးဘူးလားမရေးရင်တဲ့အဲ့စာအုပ်တခြားတယောက်ရေးခိုင်းလိုက်မယ်ရေးခိုင်းပြီးတော့မရေးတဲ့အတွက်စီရင်ခံရမယ်ကိုရောမလုံးနဲ့ရေးမယ်ဒါကြောင့်လေတချို့ຢာတွေဖះကလေကိုယ်ခွဲခတ်မှတ်သားတာရှိပြီးသားနော်အဲ့ဒါကိုမလုပ်ဘဲနဲ့ဂျောင်ထိုးထားတယ်ဆိုဒီနေ့ပြန်ထုတ်ဒီနေ့ဟာအသက်သွင်းမဲ့နေ့ဖြစ်တယ်အာမင်ဒီကနေ့ဟာအသက်ဝင်မဲ့နေ့ဖြစ်တယ်သင်ရဲ့သေသွားတယ်လို့ထင်တဲ့အိမ်မက်ကြီးပြန်ရှင်မဲ့နေ့ဖြစ်တယ်သင်ဘဝသေသွားတယ်လို့ထင်တဲ့အရာတွေပြန်ရှင်မဲ့နေ့ဖြစ်တယ်ဒါကြောင့်လုံးဝစိတ်ချပါဘုရားကိုဘသူကြောင့်လဲတန်ရှင်းသောဝိညာဉ်တော်တို့ထင်အလုပ်လုပ်တာဖြစ်တယ်အာမင်ကျွန်တော်မှုတော်စဆောင်တဲ့အချိန်မှာသူများ reverend ဖြစ်နေပြီအဲ့အချိန်မှာကလေးတွေတွဲလောင်းဖြစ်နေပြီသင်အုပ်တွေဖြစ်နေပြီကျွန်တော်ကိုရောမဖြစ်တော့ဘူးတဲ့ကျွန်တော်တအားနောက်ကျနေပြီအခုမှကျန်းစာကြောင်းပြန်တဲ့ဟိုမှာသူတို့ကကျန်းစာကြောင်းတော့ကိုယ်ပြန်တင်တော့မှာလို့ဒါပေမဲ့ဖခင်ရဲ့ one touch တစ်ချက်ထိတဲ့အရာတစ်ချက်ပဲထိတဲ့အရာဖခင်ရဲ့ဝိညာဉ်တော်ရဲ့တစ်ချက်ပဲထိတဲ့အရာအဲ့ဒီအရာကသင်ဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်တယ်အာမင်ဒီကြောင့်ကျွန်တော်သိမပြောဘူးဒါပေမဲ့ဒီနေ့ပြောပြမယ်ကျွန်တော်ဖခင်အတွက်အမြဲတမ်းအစီခံခြင်းနဲ့စိတ်ရှိတယ်နောက်ွယ်ကြိုက်တယ်တခြင်းနေတီးပေးမယ်နောက်ကနေပံ့ပိုးပေးမယ်ငွေကြေးနဲ့လုံနိုင်လုပ်ပေးမယ်သူများအိမ်မက်တွေကိုဖြည့်ဆည်းပေးခြင်းတယ်အဲ့ဒီဆန္ဒရှိတယ်သူများအိမ်မက်တွေကိုအနဲ့ပြန်ပြီးတယ်ရောတတ်လို့ပဲသူများအရာတွေကိုဖြည့်ဆည်းပေးနေတာခဏဘာတွေလုပ်ချင်လဲကျွန်တော်လုပ်ပေးတယ်ဒါပေမဲ့2015ရောက်လာတယ်အဲ့ချိန်မှာကျွန်တော်အသင်းတော်တွေကစပြီးတော့ music သင်ဖို့တော့ခေါ်တယ်ဟေးဆောင်ရဲ့သွာလာပုံတွေတီဝိုင်းတွေအလုံးလုံးပုံတွေစပြီးပြောပြခိုင်းတယ်ကျွန်တော်လည်းသွားပြီးသင်ပေးတယ်ဒါပေမဲ့ဘယ်တော့မှကျွန်တော်ကဒီလိုမျိုးဟောပြောသက်သေခံမယ်လို့တော့မထင်ထားဘူးဒါပေမဲ့2015မှာဘယ်သူရောက်လာလဲသိလားတန်ရှင်းသောဝိညာဉ်တော်ရောက်လာတယ်အာမင်တန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်သိလားဆိုရင်သိတယ်ဒါပေမဲ့မသိနေဘူးဆက်ဒေးဗစ်ကဘာပြောချင်တာသိတယ်လည်းပြောတယ်သိလည်းမသိဘူးပြောပြမယ်သိလားဆိုတော့ AG အသင်းတော်ကကြီးလာတော့သိတာပေါ့ဝိညာဉ်တော်လှုပ်ရှားတယ်ဆိုတွေ့တယ်လေနော်တွေ့တယ်အေးတွေ့သူ့ရဲ့လှုပ်ရှားပုံပဲသိပြီးတော့ဝိညာဉ်တော်ဆိုရဲပုံကိုမသိနေဘူးဝိညာဉ်တော်ဆိုတာဒါမှမဟုတ်ရင်ဘိတ်သိချင်းအဲ့လိုပဲထင်ထားတာမဟုတ်ဘူးတန်ရှင်းသောဝိညာဉ်တော်ပုဂ္ဂိုလ် person 2015မှာနဖူးတွေ့သွားတာအဲ့ဒါနဲ့ဝိညာဉ်တော်ကိုစသိသွားတဲ့အချိန်ကျွန်တော်အတင်းတော်မှာဆရာကြီးဂျွန်ဘဗီရလာတယ်ဟေးဆောင်မလာတရားဟောသွားတယ်အရန်ကောင်းလို့ဆရာမဆရာအတန်သွင်းတာကျွန်တော်အဲ့ချိန်မှာမြန်မာနိုင်ငံရောက် MRTV ကို consultant သွားလုပ်တဲ့အချိန်သူကကျွန်တော် email ပို့တရားဟောချက်အားကောင်းတယ်နားထောင်ကြည့်လိုက်ကျွန်တော်ဟုတ်ပြီနားထောင်လိုက်မယ် email ပို့ထားတယ်အဲ့နဲ့အလုပ်များတော့ကြည့်လိုက်တယ်သူ email ကိုနားမထောင်ဖြစ်အဲ့တော့နောက်ရက်မေးတယ်နားထောင်ကြည့်လိုက်အောင်တဲ့နားထောင်ပြီးပြီလားနားမထောင်သေးဘူးနားထောင်မယ်အဲ့ဒါနဲ့တပတ်နားထောင်မယ်အဲ့နဲ့ကျွန်တော်4ပတ်လုံးမြန်မာနိုင်ငံမှာနေတဲ့ခါမှနားမထောင်နားမထောင်မင်းနဲ့ကျွန်တော်က तू ကအဲ့ချိန်ကျတော့နားထောင်မှပြောတာဘာလို့နားမထောင်ချင်တာလဲတဲ့မပြောတော့ဘူးတဲ့စိတ်ပြတ်သွားမပြောတော့ဘူးတဲ့အဲ့နဲ့ဒါပေမဲ့ကျွန်တော်မှအချင်းတစ်ခုရှိတယ်ကျွန်တော် email တွေကိုတေချာပြန်လိုက်ရမယ်ဆိုအမှတ်သားလုပ်ထားတယ်အဲ့နဲ့ Australia ပြန်ရောက်တဲ့ချိန်မှာဆရာမအဲ့ချိန်မှာအလုပ်သွားတယ်ကျွန်တော်ကြောက်တဲ့အိမ်မှာကြံတဲ့ချိန်မှာကျွန်တော် email တွေပြန်စစ်တော့ဒီ email ကကျွန်တော်မစစ်ရသေးဘူးပဲသူနားထောင်ခိုင်းတဲ့တရားဟောချက်ပဲအဲ့ဒီအရာဖွင့်ပြီးနားထောင်တော့ဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်အဲ့ဒီနေ့မှနဖူးတွေ့တာငယ်ကလေးကကြီးခဲ့တယ်AG တင်းတော်မှာကြီးတယ်ဝိညာဉ်စုကျေးဇူးရှိတယ်အခြားသောဘာသာစကားလည်းပြောတယ်သို့တော်ဝ
ဝိညာဉ်တော်ကိုမသိနေဘူးဘလို့ဖြစ်နိုင်တာလဲဝိညာဉ်တော်ဆိုပုပ်ကိုဆိုတဲ့အရာကိုသိတော့လေအဲ့ဒီအချိန်မှာမှသိတဲ့အခါမှာမိကနေကိုယ်ကိုသိချစ်တဲ့သူအမွန်မြတ်ဆုံးသောသူမိခင်ကဲ့သို့အမြဲတမ်းဘေးမှာဆောင်မပေးတဲ့သူလို့သိသွားတဲ့အချိန်မှာကျွန်တော်အချို့အကုန်ပြောင်းတာဖယားကိုအယမ်းကြောက်သွားတဲ့အချိန်မှာသာရဖယားကိုကြောက်ရွံ့ခြင်းကိုအဲ့အချိန်မှာရတာကျမ်းစာဖတ်တာရက်လို့မရဘူးဆ iam မအထင်တယ်ကျွန်တော်ကောက်သွားတယ်အဲ့လိုဖြစ်တာနော်ကျမ်းစာပဲလေ့လာနေတာသူအလုပ်သွားကျွန်တော်ကျမ်းစာပြန်လာကျွန်တော်ကျမ်းစာညတကောင်ကျွန်တော်ကျမ်းသူကြောင်သွားဘာဖြစ်သွားလဲသိချင်တာအဲ့အချိန်ကြတော့လေနှုတ်ကပတ်တော်တွေတစ်ခုပြီးတစ်ခုအဲ့အချိန်မှာပေါ်ပြလာတယ်ဘာလဲသိလားအသက်သွင်းပေးတာအရင်ပုံစံတော့ရှိတယ်အသက်မရှိဘူးဒါမဲ့အဲ့ဒီ2015မှာပုံစံကောအသက်ကောသွင်းပေးတယ်ဗျာအဲ့ဒီအရာကတစ်ချက်လေးဖေဟာတို့ထိလိုက်တဲ့အရာနှစ်ပေါင်းများစွာကြော်သွားတယ် Yes Hallelujah Amen ကျွန်တော်ဒီနေ့အဲ့ဒီသူနဲ့မိတ်ဆက်ပေးခြင်းတယ် Amen သင်ဘဝမှာသိနေတော့ခံစားရင်ဒီကနေ့ဖခင်ရဲ့ထိခြင်းတစ်ချက်လေးကသင်ကိုနှစ်ပေါင်းများစွာရှေ့ကိုရောက်သွားစေလိမ့်မယ် Amen ဒါကြောင့်ဒီနေ့ယုံကြည်ထားပါဖခင်ရဲ့ supernatural တဘာဝလွန်ဆိုတာဒီမှာကြီးတဘာဝလွန်ကျွန်တော်ငယ်ကလေးကသိခဲ့တဲ့လူအများကြီးရှိတယ်ကျွန်တော်ဘယ်လောက်ပေခဲ့လဲစိုးခဲ့လဲသိတယ်ဒါပေမဲ့ဖခင်အတွက်လုပ်ရင်လည်းဘယ်တော့မှလက်မလျှော့ဘူးဖခင်သိတယ်ဒီတယောက်ကိုပြင်ပြီးသုံးလို့ရတယ်ပြင်ပြီးတော့စင်ပေးမယ်အဲ့ဒါကြောင့်ပြင်ဆင်ခြင်းလို့ခေါ်တာ Amen တချို့တွေဒီမှာပြင်ခံနေရတဲ့အချိန်ရှိတယ်ဖခင်ပြင်ပေးနေတာပြင်ဆင်ပေးတော့မယ် Amen တစားတွေဆင်ပေးတော့မယ်လက်နက်တွေတတ်ဆင်ပေးတော့မယ်ဟောဘာကြောင့်လဲရန်သူရဲ့နေမျိုးဖြိုခွင်းတော့မှာ Amen ဝိညာဉ်ခွန်အားနဲ့ပျောက်ဆုံးသောဝိညာဉ်တွေကိုရအောင်ဖမ်းတော့မှာဒါကြောင့်သင်ကိုပြင်ပေးမယ်ပြီးရင်ဆင်ပေးမယ်ဟာလေလုယာကြောင့်ဒီနေ့တန်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်လုပ်ခြင်းအကြောင်းနဲ့ဒီပြောချင်တာအဲကျွန်တော်ဟောမယ့်ဟာတခုဒါပေမဲ့အခုပြောနေတာတခုဘုရားဝိညာဉ်တော်အလုပ်လုပ်နေတယ်ဒီမှာလိုအပ်တဲ့သူတွေကိုသိစေချင်တယ်ဟာလေလုယာယေဇကျေလ30ခွန်သွားရငယ်1ကနေ4ကိုဖတ်ပြပါ တဖန်ခြောက်ရဖြာရဲ့လက်တော်ဒီငါ့ပုံမှာရှိရဲ့ဝိညာဉ်တော်အပြင်ငါ့ကိုပြင်လို့ဆောင်သွားတယ်အယိုးတို့နဲ့ပြည့်တော်ချိုက်လေ၌ထားပြီးလေတို့အယိုးတို့ပတ်လေ၌ရှောက်သွားစေတော်မူ၏တို့ချိုက်တဲ့ပြင်တိုင်းများစွာသောအယိုးတို့တွေရှိရဲ့အလိုသွေးချောက်ကြ၏ထာဝရဘုရားကလည်းအချင်းလူသားဤရိုးတို့တွေအသက်ရှင်နိုင်တယ်လို့မဲတော်မူလေငါကအိုးရှင်ထာဝရဘုရားကိုရောတိတော်မူသည်ကိုရှောက်လေ၏ထာဝရဘုရားက ဘုရားရဲ့လက်တော်ကတဲ့ဘာလုပ်လဲသူ့ကိုဆောင်ပြီးတော့ယူသွားတယ်ဒီနေ့နော်ယေဇကျေလဒီအချိန်ဖတ်တဲ့အချိန်မှာသူများစွာဖြတ်တန်းနေရတယ်ဒါပေမဲ့ဘုရားလက်တော်ကသူ့ပေါ်ရောက်လာတယ်ဝိညာဉ်တော်အပြင်သူ့ကိုပြချင်တဲ့အရာတွေခေါ်သွားတယ်ဒီနေ့နော်အဲ့ဒါကြောင့်ဝိညာဉ်တော်ရဲ့တိုးချီချက်တစ်ချက်ကလေးကတိတ်ဘဝကိုလုံးဝပြောင်းလဲစေနိုင်တယ်ကျွန်တော်နောက်ကြောင်းပြန်မလဲကျွန်တော်အရင်အလုပ်တွေပြန်မသွားချင်တော့ဘာကြောင့်လဲပတ်စံမရလို့လားရတယ်ပတ်စံအရင်ရတယ်သတင်းထောက်လုပ်တဲ့ခါမှာပတ်စံအရင်ရတယ်ကျွန်တော်အတန်လွင့်တဲ့ဟာ8တန်းလောက်နားထောင်တယ်လေလူတွေကကျွန်တော်စတွေးမြူတာတော့သူတို့ကြားတယ်တဲ့သတင်းဖတ်ရင်းနဲ့ဒါပေမဲ့ဝိညာဉ်တော်ကတစ်ချက်လေးတူထီပြီးခေါ်သွားတဲ့အချိန်ဘာမှတော့မသိဘူးလိုက်သွားတယ်ဒီမှာ prophet ယေဇကျေလပါသွားပြီပါသွားတဲ့ခါမှာသူ့ကိုခေါ်သွားတဲ့နေရာရိုးတွေနဲ့ပြည်တဲ့ကြိုင်တွေရောက်သွားတယ်ဒီနေ့ဝိညာဉ်တော်ခေါ်သွားတတ်တဲ့နေရာတချို့ရှိတယ်နော်အဲ့ဒီဝိညာဉ်တော်ခေါ်သွားတတ်တဲ့နေရာကတစ်ခါလေးမှလေ6သွေးတဲ့နေလေဖြစ်နိုင်တယ်သခင်ယေရှုကိုပဲခေါ်သွားလေတော်အရက်ဖို့တာဘာလို့လဲတော်ရက်ဖို့တာဘာလို့လဲဝိညာဉ်တော်ဒါကြောင့်တစ်ခါလေတော်ရက်ရောက်သွားတိုင်းဟာဒါတော့ငါတို့ဖျားစကားနားမထောင်ပြီးလို့ရောက်ပြီထင်တယ်မဟုတ်ဘူးနော်တခါလေ6သွေးတဲ့လွင်ပြင်ရောက်သွားဝိညာဉ်တော်ပူတဲ့ကာလရှိတယ်ဘာကြောင့်လဲအောင်မြင်ဖို့အာမင်အဲ့ဒီတော်ရွက်6သွေးတဲ့နေရာမှာတင့်ကိုပူတဲ့ချိန်မှာဂါနာယကာလလို့ခေါ်တယ်
အဲ့ဒီကန္နာယကာလာမှာတစ်ခါလီဒီမှာကြည့်လိုက်6သွေးဘာမှမရှိတော့ဘူးအယိုးနဲ့ပြည့်တဲ့ကြိုက်သေးရောက်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသင်လုံးဝသတိထားရမယ့်အရာတစ်ခုရှိတယ်ဒီမှာဖယားမေးပြီဖယားမေးပြီဗာမေးလဲဖယားမေးတယ်ထာဝရဘုရားကအချင်းလူသားတဲ့ဤရိုးတို့သည် အသက်ရှင်နိုင်တယ်လို့မဲတော်မူလေငါကအိုရှင်ထာဝရဘုရားကိုတော်တိတော်မူသည်ကိုရှောက်လေ၏အခုသင်မေးမယ်ကျွန်တော်တို့တွေကလူဖြစ်တဲ့ခါမှာကိုမသိဘူးကိုမလောက်တတ်ဘူးဆိုရင်အမြဲတမ်းပြောတဲ့စကားရှိတယ်မဖြစ်နိုင်ဟုတ်လားမဖြစ်နိုင်ငါဘယ်လိုဖြစ်နိုင်မှာလဲငါတို့တောင်ကြီးသားတွေကခင်းနောက်ကြတယ်မဖြစ်နိုင်ငါတို့ကသူများနောက်မှာပဲနေတာမဖြစ်နိုင်မဖြစ်နိုင်မဖြစ်နိုင်ဘူးဆိုတဲ့စကားတစ်ခွန်းကိုကြားတိုင်း1000ပြီးမီလီယံနာဖြစ်နေပြီအလောက်အထိကိုမဖြစ်နိုင်ကြောင်းဝန်ခံတာအမေတခုသင်ပေးမယ်ကိုမသိတဲ့အရာဖျားမေးတယ်ဆိုရင်သူကလေ information ရှာတာမဟုတ်ဘူးဒါမဲ့သင်ဘလောက်အထိယုံကြည်ခြင်းရှိတယ်လဲဆိုတာကိုရှာတာအဲ့လိုရှာတဲ့အချိန်မှာဖျားမေးလို့ဒီရိုးတွေအသက်ရှင်နိုင်သလားလို့မေးတခုပဲပြန်ဖြစ်ကိုမသိတဲ့ဟာမေးကိုတော့ပဲသိတယ်ပြောကြည့်ရအောင်ကိုတော်ပဲသိတယ်။အော်ဘာဆက်လို့မသိဘူးလို့ဖြစ်တဲ့ချိန်ကိုတော်ပဲသိတယ်။လမ်းမမြင်ဘူးလို့ထင်တဲ့ချိန်ကိုတော်ပဲသိတယ်။စီးပွားရေးဘာလို့မှန်းကိုမသိဘူး။ကိုတော်ပဲသိတယ်။အဲ့ဒီစကားမှတ်ထားနော်။ကိုတော်ပဲသိတယ်။တခါလေကျွန်တော်တို့ကကိုတော်ပဲသိတယ်ဆိုတာမပြောဘူး။ကိုကအရင်သိနေတယ်။အရင်သိနေတာ။အာဘယ်ဖြစ်နိုင်မှာလဲ။အေးရိုးပုံမဖြစ်နိုင်ဘူးဟေးဖယားမေးတာလေဒီရိုးတွေအသက်ရှင်နိုင်သေးလားကိုတော်ပဲသိတယ်ဟာလေလုယာအာမင်ဒီကိုတော်ပဲသိတယ်ဆိုတဲ့စကားကိုလက်ကင်ထားလိုက်ရင်အကောင်းဆုံးပဲဒါကြောင့်တစ်ခါလေမှကျွန်တော်မသိဘူးသူတို့ချီနေမသိဘူးအိမ်ထောင်ရေးအဆင်မပြေဘူးကိုတော်ပဲသိတယ်နော်သားသမီးမလိမ္မာဘူးကိုတော်ပဲသိတယ်နော်အမေကျွန်တော်ကပြောအိတ်ကလေးပဲတော့မှလိမ္မာမှာမဟုတ်အေးဝန်ခံနေအော်ဒီတယောက်ပဲတော့မပြောင်းလဲမဲ့တယောက်မဟုတ်ဝန်ခံဘယ်တော့မှမပြောင်းလဲအဲ့ဒါတည်ရင်ဝန်ခံချက်ပဲဒီနေ့ဘယ်တော့မှကျွန်တော်တို့ပြောရင်ဘယ်တော့မှအဲ့လိုလေးတန်းနေတော့ထွက်တာဝန်ခံရင်တော့မှာတဲ့နော်ဝန်ခံချက်မှန်ဖို့လိုတယ်ဥမာကွာစူကျင်တဲ့ကလေးတွေကိုအရန်အိတ်ပုတ်ကြီးလို့အရန်စူကျင်တယ်ဒီလိုစူလိုက်တထေးကြော်တွေထားကြတော့အရာရှိကြော်တွေထားကြတော့ဟုတ်လားအရာရှိကြော်တွေထားကြတော့တထေးကြော်တွေထားကြတော့အဲ့လိုဝန်ခံပေးတဲ့ငါပြင်းထားဦးမထားဦးဟုတ်လားအဲ့လိုထက်ဒီနေ့ကျွန်တော်တို့ဝန်ခံချက်သိရေးကြည့်တယ်ဒီမှာကိုတော်ပဲသိတယ် yes ကိစ္စမရှိဘူးအော်ကျွန်တော်တို့နောက်ခီးစီတခုရှိသေးတယ်မြကြီးနားလမ်းပိတ်နေတယ်မဖြစ်နိုင်တော့ဘူးလားကိုတော်ပဲသိတယ်ကိုတော်လမ်းဖွင့်သွားမှာပေါ့ကိုတော်သိဆုံးလေအဲ့ဒီအရာကိုဝန်ခံတတ်ပြီဆိုရင်အသက်သာထူးခြားလာမယ်အဲ့ဒါနဲ့ hey သာရဖျားပြောပြီဒီအရိုးတွေကို prophet ပြုတော်တဲ့မထိပ်ပြရပါလေမဖြစ်သေးတဲ့အရာကိုလေဖြစ်တဲ့ကဲ့သို့ဝန်ခံခိုင်းတာအဲကြောင့်ကျွန်တော်တို့ရဲ့စကားလုံးမှာလေယုံကြည်ခြင်းပါတဲ့စကားအများကြီးပြောဖို့လိုတယ်မဖြစ်သေးဘူးမတွေ့သေးဘူးဒါပေမဲ့ဝန်ခံနေပြီကဲ prophet ပြုလိုက်တယ်ဘာပြောခိုင်းတာလဲဒီမှာကြည့်သာရဖျားကလည်းလေးမှာဤရိုးတို့ကိုဤရိုးတို့အပေါ်မှာ prophet ပြုရဲ့ဟောပြောရမည်မှာဤအိုသွေးချတော့ရိုးတို့ဂျာရပြန်အမိတ်တော်နားချောင်ကြလောဟေးသာရဖျားအမိတ်တော်နားချောင်ဆက်သွားရအောင်ဤသွေးချတော့အရိုးတို့အားအရှင်သာရဖျားမိတ်တော်မူဒီကငါဒီတေတို့ခြေတို့အသက်ကိုသိတေတို့ဒီအသက်ရှင်ရကြမည်ဒါတေတို့အပေါ်မှာအကျော်တို့ကိုငါသိအသားကိုသက်စေမိအရေးနဲ့ဖောက်လိုက်ရဲ့အသက်ကိုကျိုးတဲ့ဖြင့်တေတို့ဒီအသက်ရှင်၍ငါဒီသာရဖျားဖြစ်ချောင်းကိုသိရကြလိမ့်မည်အေးပြောလိုက်ဒီလိုပြောလိုက်ဖခင်ကတချို့ပြောရမယ့်စကားတော့သင်ပေးတာနော်
ဝင်ခံတာမှားမှာဆိုလို့ကိုဘလို့ပြောရမလဲဆိုအတိအကျပြောပြီးသေးတာနှုတ်ဝင်လျှောက်ပြောတတ်တယ်လူက prophet ပြုနော်လို့ပြောတော့ဘယ်လိုပြောရင်ကောင်းမလဲမသိဘူးဒီရိုးတွေအချိန်နဲ့ဈေးမှာရောင်းစားလိုက်ရင်ကောင်းမလားလျှောက်ပြောမှလေ prophet ပြုဆိုရင်ကျွန်တော်တို့လျှောက်ပြောမှလေဒါမဲ့ဒီနေ့ဖျားပြောခိုင်းတာကြာကဲဒီလိုပြောအသက်သွင်းမယ်အာမင်ဒီနေ့6တွေ့နေတဲ့အရာတွေကိုဖျားရဲ့ဝိညာဉ်တော်အသက်သွင်းပေးခြင်းနဲ့အသက်သွင်းပေးခြင်းနဲ့တည့်ရဲ့ဘဝမှာမျောလင်းချက်မဲ့နေလားမျောလင်းချက်သွင်းပေးခြင်းနဲ့အသက်သွင်းပေးခြင်းနဲ့ဩငါတို့တော့သွားပါပြီငါတို့ဒီတိုင်းပြည်မှာနေတော့သွားပါပြီ no စကားပြောင်း language ပြောင်းကိုရောပဲသိတယ်ဘုရားဒီနေ့ပြောမှာသင်ဘယ်လိုမြင်ချင်လဲဒါကြောင့်ကျွန်တော်တို့ conference မှာဝင်ခံကြရလေကိုဘယ်လိုမြင်ချင်တာလဲကိုနိုင်ငံကိုတိုင်းပြည်ကိုဘယ်လိုမြင်ချင်တာလဲအဲ့ဒီလိုစပြောအခုချိန်မှာတွေးချောက်နေတယ်အယိုးပုံလိုပဲဖြစ်နေတယ်သိတူတာပဲအခုဖြစ်နေတဲ့အဖြစ်ပြက်နဲ့အဲ့ဒီချိန်မှာကျွန်တော်တို့ဘက်ကပြောဖို့လိုပြီဒီမှာဟေးတွေးချောက်တော့အယိုးစုတို့သာရဘုရားကြီးအမိန့်တော်ကိုနားထောင်ကြလော့ဤတွေးချောက်တော့အယိုးတို့ဟာအရှင်သာရဘုရားမိန့်တော်မူသည်ကဒီလိုပြောပါငါသည်သင်တို့အထဲသို့အသက်ကိုသွင်း၍သင်တို့သည်အသက်ရှင်ရကြမည်ဟေးငါအသက်သွင်းပေးရင်အသက်ရှင်မယ်လို့ပြောလိုက်ပါဘုရားပြောခိုင်းတယ်အဲ့ဒီအချိန်လဲရောက်ရောလာပြီမှတ်ထားပါသင်ရဲ့ဝန်ခံပြောဆိုချက်တိုင်းမှာဘုရားကစပြီးတော့အတန်လေးကြားစီတယ်ဘာအတန်လေးတွေကြားနေရတယ်ကြည်လိုက်ပါဦး prophet ပြုစဉ်တွင်အတန်ပြည့်ဤလောက်ရှာခြင်းစလာပြီစမိပြီမလောက်ရှားခင်အတန်စမိတယ်အတန်นี่စားထွက်လာပြီတောင်ကြီးမြို့ကြီး6တွေ့နေတယ်ဒါပေမဲ့ဝိညာဉ်တော်တိုးထီတဲ့ခါမှာအတန်นี่စားထွက်လာပြီအာမင်ဘုရားရဲ့တတ်နိုင်ခြင်းတွေကိုစမြင်ရမယ်ဒါပေမဲ့ပထမဦးဆုံးအတန်ထွက်ဖို့လိုတယ်သင်နောက်ကအတန်ထွက်ဖို့လိုတယ်ဘုရားရဲ့ကောင်းမြတ်ခြင်းကိုဝန်ခံဖို့လိုတယ်ဘုရားရဲ့ကြီးမြတ်ခြင်းကိုဝန်ခံဖို့လိုတယ်ယုံကြည်သူတွေအတန်ဆထွက်တော့ဘေးကလူကိုပြောတော့အတန်ဆမိတော့ပြောလိုက်အောင်9ယောက်ကိုအနည်းဆုံးပြောလိုက်အတန်ဆမိတော့အဲကြောင့် praise and worship ကြည့်ရင်အတန်ကတော့အရင်ထွက်တယ်ပြီးကြမှာပဲလှုပ်ရှားခြင်းရှိတာလေဟာအဲ့လိုပဲလာတာတွေ့လားအတန်မိလှုပ်ရှားခြင်းလည်းရှိအတန်အရင်မိတယ်အတန်အရင်မိဖို့လိုတယ်အဲကြောင့်ဖះကိုကြီးမွိုင်းပါစက်ပိတ်တဲ့ပွဲအတန်ထစထွက်နည်းနည်းပပစထွက်အဲ့ဒါကြရင်တော့အော်အေးသူတို့လည်းလှုပ်တယ်ဆိုတော့ငါလည်းနည်းနည်းလှုပ်တော့မယ်ရှေ့က worship leader လည်းအကြီးကျယ်ကျွန်တော်တို့ကိုဥဆောင်နေတယ်ဆိုတော့အော်အေးပါလာတယ်တွေ့လားအတန်တော့စမိရမယ်အတန်မိပြီးရင်တော့လှုပ်ရှားခြင်းရှိလာမယ်အယိုးတို့သည်တခုနဲ့တခုကိုချင်းချ၏ဟာလာပြီစဆုလာပြီအယိုးတွေဆက်ဖို့လာနေပြီအယိုးတွေအတန်မိတယ်ဆိုဘလို့အတန်ဖြစ်မှတင်လဲဟမ်လာပြီအိုးမိုးတန်လို့ပဲဝိညာဉ်တော်အလုံးလုံးပြီဆိုမိုးနဲ့နိုင်တယ်မိုးကြရင်ခေါင်းမိုးမှာအဲ့လိုပဲအယိုးတွေစမိလာပြီစလှုပ်ရှားဖို့လိုတယ်စလှုပ်ရှားပြီစအတန်နေစမိပြီဒီနေ့အယိုးတွေကမိလာပြီလေအခုအယိုးတွေစမိလာပြီမိလာတဲ့ခါမှာဘာဖြစ်လဲအသားတွေအကျော်ပေါ်လာရင်ဒီလည်းပေါ်လာရင်အသားလေးတက်ဤအရဲလေးပေါ်လာတို့ရတယ်အသက်မရှိသေးဘူးအသက်တော့မရှိသေးဘူးတဲ့အဓိပ္ပာယ်ကဘာလဲသိလားဒီမှာနှစ်ပိုင်းတွေ့ရတယ်ပထမတစ်ပိုင်းကပုံစံရှိတယ်အသက်မရှိဘာကိုပြောတာလဲသိလားယုံကြည်သူတွေရဲ့အသက်တာမှာလေတစ်ခါလေးမှာလေပုံစံတော့ရှိတယ်အထဲမှာဝိညာဉ်အသက်ကမရှိသေးဘူးကျွန်တော်တို့အသင်းတော်တွေကိုပြောတာတစ်ခါလေးကျွန်တော်တို့ပုံစံရှိတယ်အထဲမှာအသက်မရှိဘူးဒါပေမဲ့စိတ်မပြတ်နဲ့သင်ဆက်သွားဖို့လိုတယ်ဘာကြောင့်လဲဖခင်ကအဲ့ဒီအချိန်မှာစပြီးတော့နောက်တစ်ခါဆက်ပြောခိုင်းပြီလာပြီ
prophet ပြုတဲ့ခါမှာသူထာဝရဘုရားကလည်းငယ်ကိုမှာအချင်း ရှ လူ င်း သာ လို့ဒါလေအား prophet ပြုလို့အရှင်သာရပြအမိတ်တော်လေအားစစ်ဆိုရမည်ပါ။အိုလေအရဲ့လက်မျက်နာတို့မှလာ၍ဤအသေးကောင်တို့သည်အသက်ရှင်ပြီးကြောင်းတို့ပေါ်မှာမုတ်လို့ဟု ဟာလေလုယာကျွန်တော်တို့ဖခင်ရဲ့ဝိညာဉ်တော်မပါဘဲနဲ့အသက်လှုပ်ရှားမှုမဖြစ်နိုင်ဘူး။ဒါကြောင့်ပထမအဆင့်ကတော့ structure လို့ခေါ်တယ် structure အဲ့ဒါ structure ပထမအဆင့်အကျော်တွေတက်တယ်အသားတွေတက်တယ်အယိုးတွေဆက်လာပြီ structure တော့ပုံစံဖြစ်လာပြီဒါပေမဲ့နောက်တစ်ဆင့်ကအသက်လိုတာဒါကြောင့်ယုံကြည်သူအသက်တာအသင်းတော်မိသားစုအကုန်ကြည့်လိုက်အပြင်ပန်းကြည့်တော့ပုံစံတွေ့ရမယ်ဒါပေမဲ့ပုံစံပြီးရင်နောက်တစ်ဆင့်ကအသက်ဖြစ်ရမယ် အာမင် အဲ့ဒီအသက်လိုတာအဲ့ဒီအသက်ကိုဘယ်ကပေးလဲကဲ prophet ပြုပါအရက်လေးမျက်နှာကနေလာပါဒီအသေးကောင်တွေကိုရှင်ဖို့ ရှင်ပြီးကြောင်းတို့ပေါ် အသက်ရှင်ပါလို့ပြောတယ်အသက်ရှင်ပါလို့ပြောတယ် အသက်ရှင်ပါ ဟာလေလုယာ အာမင် ဒီနေ့ကျွန်တော်တို့ပြောဖို့လိုတယ်နော်တချို့ຢာတွေကိုယ့်ရဲ့ relationship ကိုယ့်မိသားစုမှာတည်နေတယ်လို့ခံစားရတယ်ကိုယ့်ရဲ့အိမ်ထောင်ကြီးတည်နေတယ်လို့ခံစားရတယ်အဲ့ဒီမှာပုံစံလေးတော့ကြားတယ်အိမ်ထောင်တဲ့အသက်မရှိဘူးသင်နားလဲတယ်ကျုပ်တွေဒီထဲမှာရှိတယ်အသက်မရှိနေဘူးပုံစံရှိတယ်အသက်မရှိဘူးဘာပြောရမလဲစပြီးတော့ဝန်ခံရမယ်ဖခင်ရဲ့ဝိညာဉ်တော်အလုံးလုံးပါဖခင်ရဲ့ဝိညာဉ်တော်အလုံးလုံးပါအဖွဲ့အစည်းတွေထဲမှာလည်းပုံစံကြတယ်တခါလေခုနကျွန်တော်ပြောတဲ့တန်ရှင်းသောဝိညာဉ်တော်မရှိတဲ့အခါမှာပုံစံသေးတယ်လို့ဖြစ်တာအပုံစံတော့ကြတယ်အသွားလာမြင်ဘူးတယ်လေအကြောင်းကျုပ်အသင်းတော်တွေသွားတဲ့အခါမှာသူတို့ကလှုပ်ရိုးလှုပ်စင်အတိုင်းပဲလှုပ်နေတော့ဖယားဝိညာဉ်တော်ကလွန်ခဲ့တဲ့နှစ်30ကအလုံးလုံးတဲ့ပုံစံလှုပ်နေစေရှိတယ်ကျုပ် update မရှိဘူး software မှာ update မရှိရင်ဘာဖြစ်လဲသူဟန်သွားပဲအဲကြောင့်တချို့တွေဟန်နေရလေ update မရှိဘူးလေအိုးရင်ကဖယားလုံးလုပ်ခဲ့တာချိန်လုံးပြောတယ်သက်သေခံပါဦးဖယားကောင်းတဲ့ချင်းဟုတ်ကဲ့ဟိုလေကျမ1965ခုနှစ်ဟာသူရော2026မှာပြောရမှာလေဖယားတင်တဲ့ဘာအလုပ်လုပ်လဲcome on 2026မှာဖယားဘာအလုပ်လုပ်လဲတင်တဲ့ပြောဖို့ရှိရလေ hey ဖယားမှုပြုတယ်တောင်ကြီးမှာလေ cover conference တုန်းကလေတန်ရှင်းသောဝိညာဉ်တော်ဖယားကလေကျမနဲ့ဒီလိုလုပ်တယ်ကျွန်တော်နဲ့ဒီလိုလုပ်တယ်သင်မှာ update ရှိလား update မရှိရင်ပုံစံပဲရှိတာနော်ဒါပေမဲ့ဝိညာဉ်တော်လိုတယ်ဝိညာဉ်တော်လိုတယ်ဖခင်ကအမြဲတမ်း update လုပ်ပေးတာ hallelujah အာမင် တစ်မျိုးမယူရအောင်မနေ့ကကြီးမားစွာသွန်လောင်းတဲ့ဖခင်ရဲ့မျက်မှောက်တော်က father's love အဖမေတ္တာတက်ရောက်တာမနေ့ကဟာအဖမေတ္တာဝိရှင်မြင့်နဲ့ဆရာမတရားကိုပြောတယ်တိမ်လိတ်လိုပဲအဲ့ဒီမေတ္တာကြီးကအလွှာလိုက်ကိုကြာလာအဲ့ဒီချိန်မှာကျွန်တော်တို့ကဒူးထောက်ပြီးတော့ကိုးကွယ်နေကြတဲ့အချိန်မခံနိုင်ဘူးဖခင်ရဲ့မေတ္တာတအားကြီးမားဆိုသွန်လောင်းတယ်။ဘာကြောင့်သိလား His kindness ဖခင်ရဲ့ကရုဏာ lead us to repentance နောင်တကိုဆွဲခေါ်တာကျွန်တော်တို့စူဆဲတဲ့ချိန်မှာနောင်တရတာမဟုတ်ဘူးလူတွေနောင်တရတဲ့တစ်ချိန်ရှိတယ်ဖခင်ရဲ့မေတ္တာကြီးမားတဲ့ကရုဏာခံစားတဲ့ချိန်အဲ့ဒီအချိန်မှာနောင်တရပြီးတော့လူတွေများစွာလွတ်မြောက်တာဟာလေလုယာ အာမင် အတိတ်ရှိပါဖခင်တင်တဲ့အလုပ်လုပ်တာမပြီးသေးဘူးဘုရားလူကိုပြောလိုက်မပြီးသေးဘူးအခုမှစတော့မရှိသေးတယ်ပြောလိုက်အောင် come on အခုမှစတာတချို့တော်ပြီလားအဲ့ဒါဆိုနောက်တစ်ယောက်ပေးလိုက်တော့မယ်နာမရဘူးအဲ့ဒါကြားတယ်မကြိုက်ဘူး no ဆိုမပြင်းနဲ့လေစလုံးတော့လေအာမင်အော်ရှင်ကအားထည့်တာကောင်းတယ်ဒီနေ့လည်းအားထည့်ရမယ်လေဟာလေလုယာအော်အလုံးလုံးပါဘေးကလူပြောလိုက်မပြင်းနဲ့အလုံးလုံးမယ်လို့မပြင်းတဲ့အလုံးလုံးတော့မယ်အတူတူအလုံးလုံးမယ်လို့ပြောလိုက်အလုံးလုံးမယ်ဖခင်ရဲ့ဝိညာဉ်တော်အလုံးလုံးချစ်ရှိသေးတယ်လို့ပြောလိုက်ဝိညာဉ်တော်ခင်မှာ update ဖြစ်ရအောင်လို့ပြောလိုက်
Hallelujah ဆရာမစီပြောဘူးတယ်ကျွန်တော်လည်းအကြောက်ဆုံးစကားတစ်ခုရှိတယ်ကျွန်တော်ဘဝမှာအကြောက်ဆုံးဆရာဒေးဗစ်ကီမိုဖခင်အရန်သုံးခဲ့တာအိုးအဲ့ဒါအရန်ကြောက်တယ်သုံးခဲ့တာဆိုတာဟိုး past tense အတိတ်ကအကြောင်းပြောတာအခုမသုံးတော့ဘူးလားအေးဘယ်ရောက်တော့မှမသိအဲ့တိတ်ကြောက်ဖို့ကောင်းတဲ့စကားနော်အရန်ကြောက်တယ်အဲ့ဒီစကားဒါကြောင့်လေမာနမကြည့်ရဲ့မာနမကြည့်ရဲ့မာနဆိုတဲ့အရာကဖျားခွင့်မလွတ်တဲ့အဖြစ်လူစီဖာကောင်းကင်မှာလှုပ်လိုက်တဲ့အဖြစ်ကမာနဘယ်လောက်ကြီးလဲတော့မသိဘူးလျှက်စီးလျှက်တကယ်သူကြားတယ်မာနကြီးမလို့စဉ်းစားလိုက်တော့အောက်ရောက်တယ်ကျန်းစာလို့ပဲပြောတယ် yeah အမြင့်ဆုံးသောဘုရားကဲ့သို့ငါနေပြီဟုစိတ်အကြံရှိတာတဲ့စိတ်အကြံပဲကြည့်သေးတယ်လျှက်စီးလျှက်တကယ်သူကြားသွားရမ်းမြန်တယ်နော်တက်တာအတက်မှာသာကြာတာcome on အတက်မှာရမ်းကြာတယ်နော်ကြိုးစားရတယ်စက်ကဲရတယ်ကြာတာရမ်းမြန်တယ်တရက်ထဲလေးကြာနိုင်တယ်တရက်တော့မဟုတ်ဒီလောက်ပဲမျက်စိတမိတ်ပဲလျှက်စီးလက်တာတွေ့တယ်မလားလျှက်စီးလက်သွားပြီအကြည့်လိုက်တော့ဘယ်ရောက်သွားလဲငါစာတန်ဖြစ်သွားပြီအိတ်ကြားတယ်မှာဟုတ်တယ်ဒါကြောင့်နော်အဲ့ဒီစကားကြောက်တယ်ဆိုတာဘာကြောင့်လဲ update မရှိမှကြောက်တယ် yes ကျွန်တော်စမ်းစာနားလေတာတိတိလေးပဲရှိသေးတယ်ပပလေးပဲရှိသေးတယ်အများကြီးရှိသေးတယ်ဘုရားကပြခြင်းနဲ့ရတယ်စာငတ်တယ်အမြဲတမ်းလိုချင်ဖို့လိုတယ်ပုံစံတစ်ခုနဲ့တော့သွားလို့ရတာပေါ့ပုံစံတစ်ခုနဲ့လေဒါမဲ့ဘာလို့လာလဲအသက် yes တချို့ပုံစံတစ်ခုနဲ့သွားချင်သေးတယ်မရဘူးအသက်လိုတယ်အသက်လိုတယ် hallelujah amen hallelujah ဒီနေ့အသက်တချို့တွေဒီမှာလာတယ်ငါတို့tradition ထဲမှာဘာလိုနေမှမသိဘူးကွာငါတို့ဂိုင်းမှာဘာလိုနေလဲမသိဘူးဒီနေ့အဖြေရပြီအသက် come on ဝိညာဉ်တော်လိုတာဝိညာဉ်တော်လိုနေတာအသက်မရှိ6ကတ်ကြီး6ကတ်ကြီးတော့ပုံစံကြနေတာပဲဂျေဇုပြုပြီအတူတကွာဓမ္မသင်းနံပါတ်ကိုပုံစံတော့ရမ်းကြတာအသက်မရှိဘူးတဲ့မှာအသက်ရှိမရှိပါကွာလေအသက်ရှိရင်လှုပ်ရှားတယ်လေ come on မရသေးဘူးထင်တယ်ရလာဒီဘက်ဖွင့်ရလာရလာအသက်ရှင်တဲ့အရာကလှုပ်ရှားတယ် amen မလှုပ်ရှားတော့ဘူးဆိုရင်အဲ့ဒါကိုမသားလို့ခေါ်တယ်မသားဆိုရင်သွားပြီးမလှုပ်ရှားတော့ဘူးဒါကြောင့်ဒီနေ့ယုံကြည်သူတွေကျွန်တော်ဂိုင်းကနာတွေကိုစော်ကားပြီးပြောတာမဟုတ်ဘူးနော်နားလည်စေချင်တယ်ကျွန်တော်တို့အဲ့ဒီထဲမှာရှိမနေစေချင်ဘူး update လုပ်ပြီ amen ဘယ်ကလူကိုတိုးလိုက်ပါအောင် update လုပ်တော့ update လုပ်တော့ hallelujah အဲ့ဒါနဲ့ဘာဆက်ဖြစ်နေကြည့်အောင်ငါဒီ prophet ပြုတယ်လေသည်သူတို့အထဲသို့ဝင်သည်ဖြစ်သူတို့ဒီအသက်ရှင်၍အလိုပြားတော့ဘိုးချေဖြစ်တဲ့မတ်သက်နေကြ၏သာရဘုရားကလည်းအချင်းလူသားဤရိုးတို့သည်အေးသေနာအပေါင်းဖြစ်ကြ၏ငါတို့အယိုးတွေ့ချောက်ကြ၏မျောလေးဆရာမရှိငါတို့တွေဆုံးရှုံးကြပြီသူတို့ဆိုတတ်ကြ၏ကျွန်တော်ပြောပြမယ်ဒီကျမ်းစာကိုရေးတဲ့အချိန်မှာဒါလေဒီရေးတဲ့အချိန်လေနှစ်ပေါင်း2600ရေးတာ2600သူတို့ပြောတယ်ငါတို့မှမျောလင်းစရာမရှိတော့ဘူးသွားပြီပြတ်ပြီငါတို့ဘာမှမကြံတော့ဘူးဆုံးရှုံးပြီဒါမဲ့ဘုရားဘာပြောလဲငါမပြီးသေးဘူးငါအလုပ်လုပ်ခြင်းမပြီးသေးဘူးအာမင်ဟောအဲ့ဒီအချိန်မှာသခင်ယေရှုမလာသေးဘူးလေကျုပ်ပြောထားပြီးပြီနော်သခင်ယေရှုမလာသေးဘူးယေစီလာရေးတဲ့အချိန်မှာအဲ့ဒါပြီးနှစ်ပေါင်း600မှာသခင်ယေရှုလာတယ်AD 90မှာယေရုရှလင်မြို့တစ်ခုလုံးဖျက်ဆီးခံရတယ်အားလုံးနှိမ့်ဆက်လိုက်တဲ့ညှဉ်းပန်းခြင်းလာတဲ့ခါမှာအကုန်လုံးအမျိုးအနွယ်ပျောက်တိုင်းပြည်ပျောက်နိုင်ငံပျောက်အကုန်ပျောက်တာနှစ်ပေါင်း2000ကြာသွားတယ်သို့တော့
1919ခုမှာ1919ခုဒီနေ့ပြောပြမယ်နော်အခုဟောတဲ့ဟာပုံပြင်မဟုတ်ဘူးဒီနေ့သမိုင်းကိုပြောပြမယ်1919ခုမှာဗြိတိရှ်အင်ပါယာလက်အောက်ထဲမှာရောက်လာပြီအဲ့ဒီဗြိတိရှ်အင်ပါယာလက်အောက်ထဲမှာရောက်လာတဲ့အချိန်မှာအခုယေရုရှလင်မြို့ဣသရေလနိုင်ငံရှိတဲ့နေရာဗြိတိရှ်တွေရဲ့လက်အောက်မှာရှိလာတဲ့အခါမှာဘာလုပ်လဲဆိုတော့ဟေးဂျူးလူမျိုးတွေဒီရှိနေတဲ့လူမျိုးတွေကိုစပြီးတော့ငါတို့သူတို့ရဲ့နေရင်းပီကိုပြန်ထားပေးရင်ကောင်းမယ်အယိုးတွေစပြီးလာတာပြောပြမယ်အဲ့ဒီအချိန်မှာအယိုးတွေစပြီးလာတာစပြီးတော့ဘာမှမရှိဘူးတဲ့6တွေ့နေတာပဲစာရေးဆရာ Mark Twain ကအဲ့ဒီနေရာကိုပြန်သွားသေးတယ်အခုဣသရေလနိုင်ငံရှိတဲ့နေရာပြန်သွားတော့စာမှတ်တမ်းတင်ထားတယ်6တွေ့စုပ်ပြက်ပြီးဘာမှမရှိဘူးတဲ့အဲ့ဒီနေရာအယိုးစုပုံလာတဲ့နေရာအဲ့လိုဖြစ်တာအယိုးတွေစမိတယ်အဲ့ဒါနဲ့ချက်ချင်းမဖြစ်လာသေးဘူးအယိုးတွေစမိတယ်တစ်ခုနဲ့တစ်ခုစုတယ်တစ်ခုနဲ့တစ်ခုစုတယ်ပထမကစစ်ပြီးတယ်ဒုတိယကဘာစစ်ရောက်တော့ဂျူးတွေကိုဘယ်သူကတတ်လဲဆိုတော့ဟစ်တလာမဖြစ်စေချင်စာတန်အရင်အသုံးပြုတာဘာလို့လဲ gas နဲ့ဓာတ်ငွေ့နဲ့ဂျူး6သန်းအောင်တတ်တာ6သန်းအဲ့ဒါနဲ့အဲ့ဒီနာဇီဂျာမနီတွေရဲ့ဖမ်းထားတဲ့သူတွေကိုတွားကယ်တဲ့အချိန်မှာဂျူးတွေကလေပိန်ညောင်းပြီးတော့အယိုးစုလေးလိုပဲ6ကအဲ့ဒီသူတွေအားလုံးခေါ်လာတယ်ဖះခေါ်လာတယ်ခေါ်လာပြီးတော့1948ရောက်လာတယ်1948ကျွန်တော်တို့ရဲ့လွတ်လပ်ရေးရတဲ့နှစ်နဲ့အတူတူပဲအဲ့ဒီနှစ်ရောက်လာတဲ့ခါမှာတရက်အတွင်းမှာပဲ The nation of Israel အေးဒီလာတိုင်းပြည်ဆိုပြီးပြန်ပေါ်လာတာဒီချမ်းစာပြည့်စုံတာလေဒီချမ်းစာပြည့်စုံတာလေသင်နားလေလားဒါကြောင့်ဒီချမ်းစာနှစ်ပေါင်း2600ဘလို့ကြိုသိတာလဲအာလဖာနဲ့အိုမေဂါအစဆုံးသိတဲ့ဘုရားကြိုရေးထားပေးတာအာမင်ယုံကြည်လို့ရတယ်စိတ်ချလို့ရတယ်တရားမှတရားသက်သေရှိတယ်ဘယ်စာအုပ်မှဒီကဘာမှာဒီလိုစာအုပ်မရှိဘူးကြိုတင်ပြောထားတယ်အတိအကျဖြစ်တယ်ကြိုတင်ပြောထားတယ်အတိအကျဖြစ်တယ်ဘယ်စာအုပ်ရှိလဲဘယ်စာအုပ်မှမရှိဘူးဒါကြောင့်ဒီဟာဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီမှာဘိုးချီတွေဖြစ်လာတဲ့ခါမှာ the nation of Israel လို့ပြောတာတော့အိုးယေဇကြီးလာ30ခေါ်အခု Israel နိုင်ငံရှိတာနှစ်ပေါင်း80ကျော်သွားပြီအယိုးစုတွေအလွန်များသောဘိုးချီမတ်တက်နေကြ၏ဟာလေလုယာအာမင်နိုင်ငံတည်တည်လေးကရင်ပြည်နယ်လောက်တောင်မကြည့်ဘူးသိလားဣသရေလနိုင်ငံကရင်ပြည်နယ်လောက်တောင်မရှိဘူးဒါမဲ့တင်းနဲ့ကျွန်တော်စားတဲ့ခရမ်းချီတည်တည်လေး cherry tomato ဆိုတာဣသရေလနိုင်ငံထုတ်တာကဘာကိုပြန်ပို့တာ6တွေ့နေတဲ့သဲကနာရကြီးပြစ်ထားတာပါလက်စတိုင်းတွေကပြစ်ထားတာဘာမှလုပ်လို့မရဘူးဖျားလူတွေပြန်လာတယ်ဖျားလူတွေပြန်ရောက်လာတယ်ဘိုးချီတွေဖြစ်လာတယ်ဒီရဲ့နေရာကိုငါတို့ဘယ်လိုလုပ်လို့ရမလဲသဲကနာရကြီး6တွေ့တဲ့နေရာမှာ6တွေ့တဲ့လွင်ပြင်ကိုစမ်းရည်စီးရဖြစ်စေတာနှုတ်ကပတ်တော်တွေကအဲ့လိုလာတာနော်အဲ့လိုလာတဲ့အခါမှာဟာငါတို့ဒါဘယ်လိုလုပ်မလဲဘုရားဉာဏ်ပညာပေးတယ်စိုက်ပျိုးရေးနည်းပညာရေစက်လေးချတာဟာရေဘူးကိုလေစမ်းငံရေပဲရေစက်လေးချပြီးတော့ဒေကန္နာမှာစိုက်တာဒေကန္နာရလေစိမ့်လန်းလာတယ်တဖြည်းဖြည်းစိမ့်လန်းလာတယ်စိမ့်လန်းလာပြီးတော့သီးနှံတွေထွက်လာတယ်အများကြီးဖြစ်ထွန်းလာတယ်စီးပွားတွေဖြစ်လာတယ်နိုင်ငံကြီးကတကယ်ကိုအကြီးကြီးဖြစ်လာတယ်အခု GDP အရမ်းမြင့်တယ်ဝင်ငွေအရမ်းမြင့်တဲ့နိုင်ငံတွေမှာပါတယ်နီးပညာတွေရဲ့မြို့တော်ဖြစ်တယ်ဘာကြောင့်လဲဘိုးချီထားလာပြီအသက်သွင်းပေးတာဖြစ်တယ်
Hallelujah. Oh, မိတ်ဆွေတင်ဒီအရာစိတ်မလှုပ်ရှားရင်ဘာမှစိတ်လှုပ်ရှားတော့မှာမဟုတ်ဘူးဒီအရာမှစိတ်မလှုပ်ရှားဆိုတင်သားယောဂကျွမ်းသွားပြီဒီအကြောင်းအရာမှစိတ်မလှုပ်ရှားရင်တော့မသိဘူးဗျာဘာများဖြစ်သွားပြီလဲမသိဘူးခင်ဗျားနှလုံးသားကျွန်တော်ဒါတွေနားလေတာကမှကိုရော်ရဲ့ကျွန်တော်တို့ကလေသိကောင်းကြီးခံစားရတဲ့မျိုးဆက်အာမင်ဖခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့ရှေ့မှာဖြစ်နေတာဟာတည်င်းကောင်းစဉ်တွေကြည်လိုက်တဲ့ခါမှာအော်အဲ့လိုလားဟုတ်တယ်အဲ့လိုမြေုံကြည်သူတကယ်ချင်းကျောင်းနေဖက်တွေအများကြီးရှိတယ်ဟဲ့ငါတို့လေ prophecy update ရှိလေးဟောပေးအောင်စိတ်ဝင်စားတယ်အယိုးတွေစမိနေတယ်အာမင်အယိုးတွေစမိနေတာလာတော့မယ်အသက်သွင်းတော့မယ်အသက်ဝင်တော့မယ်စမိတာဒုက္ခပတ်တော်စိတ်ဝင်စားတာဟဲ့ဒီကောင် YouTube မှာပါလေသူ channel တကယ်ပြောမြန်မာ worship အစိမ်းနေစပြီလာပြီစလာတာသိချင်တာကျွန်တော်အပြစ်ပဲပြောလိုက်တယ်ဘာပြီးရင်ဘာဖြစ်မယ်ပြောလိုက်တယ်ယေဇကြီးလာ30ပြီးပြီလေ38 39လာတော့မယ်စစ်ပွဲလာမယ်အီရန်ပါရှားလို့ခေါ်တယ်ပေရတိရုရှားပါမယ်တူရကီပါမယ်အဲ့ဒီနိုင်ငံတွေ3နိုင်ငံပေါင်းပြီးဣသရေလလာတိုက်မယ်အဲ့ဒီကာလမှာသင်နဲ့ကျွန်တော်အသက်ရှင်နေရတာဒီတခုပြောပြီးဆုံးတတ်မယ်ဖခင်ဝိညာဉ်တော်ဘလောက်ကြီးအလုပ်လုပ်လဲဆိုတာပြောပြမယ်ဖခင်ရဲ့အကြံစီတွေဣသရေလနိုင်ငံမှာရှိနေစေဖြစ်တယ်အသင်းတော်ပေါ်မှာရှိတယ်လို့သူ့လူမျိုးတွေပေါ်မှာလည်းရှိတယ်တချို့ကခံယူတယ်ဣသရေလငါတို့ကဣသရေလဖြစ်သွားပြီဣသရေလနဲ့မဆိုင်မဟုတ်ဘူးဖခင်ရဲ့အကြံစီကတီးခြားစီရှိတယ်ကျွန်တော်တို့ကိုချစ်တယ်ဒါပေမဲ့သခင်ယေရှုပြန်လာတဲ့အချိန်မှာမှသူတို့မှတ်မိမဲ့အချိန်ရှိတယ်ကျမ်းစာဘယ်လိုပြောလဲဆိုတော့ဟဲငါတို့မေရှိယပြန်လာတော့တဲ့ဘယ်လိုပြောလဲသိလားငါတို့ထိုးဖောက်လိုက်တဲ့တရားဟုတ်တယ်ငါတို့ထိုးဖောက်လိုက်တဲ့တရားဆိုပါလေကားတိုင်းပေါ်မှာငါတို့တတ်လိုက်တဲ့တရားဖြစ်နေတယ်ဆိုမိခင်ကလေးဆုံးရှုံးတယ်လို့ငိုပါတဲ့ဂျူးတွေကိုပြောလိုက်တနာတယ်လို့ကျမ်းစာဘာပြောလဲသူတို့ကတဲ့တပါးမျိုးသားတွေကို jealous ဖြစ်ပါတယ်။ဘာကြောင့်လဲသိလား။သခင်ယေရှုသူတို့ရဲ့မေရှိယကိုရထားတာ hallelujah အာမင်သူတို့မသိဘူးဘာကြီးလဲခက်လန်းလန်းတော့ကြည်နေယေရှုယေရှုဟာမရှိယပြောတယ်ယေရှုလို့သူတို့သုံးတယ်နော်ယောရှုနဲ့အတူတူပဲယေရှုနာမည်ယေရှုဟာမရှိယဆိုတာ the Messiah ယေရှုဟာမရှိယကိုပြောတော့ဂျူးတွေကကျွန်တော်မဟုတ်ဘူးပေါ့မေရှိယသူတို့စောင့်နေတာပေါ့မဟုတ်ဘူးမေရှိယလာပြီးသွားပြီနယူးယောက်မှာရောက်သွားတော့ဂျူးလူငယ်4ယောက်ခုံနဲ့တက္ကသိုလ်တစ်ခုမှာသူတို့က debate ပေါ့ဆွေးနွေးဖို့ဆိုပြီးစိန်ခေါ်တယ်ဘာစိန်ခေါ်လဲဆိုတော့သူတို့ဒီမှာစာရေးထားတယ်ဟာမတ်ကတဲ့နော်ဟာမတ်တီးရနော်အကြမ်းဖက်အဖွဲ့ဖြစ်တယ်ဆိုတာမယုံတဲ့သူလာဆွေးနွေးပါတဲ့အဲ့ဒါလိုရေးထားတယ်အဲ့နဲ့ကျွန်တော်ဒီနေ့ကနယူးယောက်မှာဆရာကြီးယူတတန်ရဲ့အသင်းတော်ဆိုတာလားမသိဘူးအဟောင်းလေးအဲ့ဒါကိုသွားကြည့်တာအိမ်လေးကဒါပေမဲ့အဲ့အချိန်ကျတော့အရှိကိုကြည့်လိုက်တော့ဘာအလံတွေ့လဲသိလားတန်အလံတွေ့မဟုတ်တော့ဘူးအဲ့နဲ့တကားဖွင့်ဖို့ကြည့်တော့ရုံးချိန်ပိတ်သွားလို့တဲ့မရှိတော့ဘူးဆိုဟာနည်းနည်းတော့စိတ်ညစ်သွားစိတ်ညစ်တာနှစ်ခုရှိတယ်အထဲဝင်ကြည့်လိုက်ရလို့စိတ်ညစ်တယ်နောက်တစ်ခုကျတော့အလံ pride အလံကြီးတတ်ထားလို့စိတ်ညစ်သွားတယ်အဲ့နဲ့စိတ်ညစ်နဲ့အဲ့ဒီကတ်ရက် New York University နားမှာလမ်းလျှောက်ကြလမ်းလျှောက်တဲ့ခါမှာအဲ့ဒီဂျူးလူငယ်4ယောက်တွေ့ရေးထားတော့ဟာဝိညာဉ်တော်ပြောတယ်သွားစကားသွားပြောတယ်ဂျူးတွေနဲ့တခါမှအဲ့လိုထိတ်တိုက်မငင်းဘူးလေနော်ဂျူးတွေကလေပင်ခိုင်မာတဲ့မျိုးတွေနော်အယမ်းမာဦးခုံးထက်မာတဲ့ဘွဲ့ဒီမှာရှိတယ်မလားဦးခုံးထက်မာတဲ့ဘွဲ့နော်ပြောတော့အဲ့ထက်ကိုပုံမာတယ်
ဝူခေါင်းကိုဆေးရုံပို့လိုက်တဲ့တယောက်နဲ့ဂျူးနဲ့ပြိုင်တိုက်တာအဲ့ဒါဝူခေါင်းကိုနိုင်တဲ့တယောက်ဆေးရုံပြန်ရောက်သွားဂျူးတွေကအလောက်ထိကောင်းပါအဲ့ဒါနဲ့ဆိုတော့ဝိညာဉ်တော်ပြောဆိုတော့โอเคသွားပြောမယ်ဆိုတော့ကျွန်တော်ကသွားလိုက်တဲ့ခါမှာသူတို့မျက်နှာရန်ဆောင်နေတယ်။အော်ဆိုလာညင်းမယ်လို့ထင်တာဟုတ်။ရန်ဆောင်နေတဲ့ပုံနဲ့မင်းဘာသိချင်တာလဲ။ What do you want to know နဲ့။ဘောငါညင်းဖို့လာတာမဟုတ်ဘူးလို့စကားပြောချင်လို့လာတာလို့ကျွန်တော်ပြောလိုက်တော့။အော်ဘာပြောချင်တာလဲ။ငါယုံကြည်သူခရစ်ယာန်ဖြစ်တယ်လို့။မင်းတို့တခုမေးချင်တယ်လို့။ Israel နိုင်ငံကိုဘာလို့ခရစ်ယာန်တွေက support လုပ်လဲသိလားခရစ်ယာန်မရှိရင်အခုခရစ်ယာန်နေမရှိရင်မင်းတို့ Israel တော်တော်ခံရပြီလို့မင်းတို့ဘာကြောင့်မလို့ငါတို့ကချစ်နေတာလဲသိလားလို့ဒါကျွန်တော်ပြုံးကြည့်ပြီးတော့ဘာကြောင့်လဲကျွန်တော်ပြောလိုက်တယ်မေရှိယကြောင့်ချစ်တာလို့မေရှိယကြောင့်အဲ့ဒါငါနားလဲတယ်တဲ့ဒါပေမဲ့ငါတို့မေရှိယမလာသေးဘူးတဲ့မသိဘူးလာပြီးတာမှထိုးဖောက်လိုက်ပြီလေဖောက်ပလိုက်တယ်လေမသိဘူးတဲ့မလာသေးဘူးတဲ့အဲ့ဒါနဲ့သူ့ကိုကျမ်းပိုက်3ပိုက်ကျွန်တော်ပြလိုက်တယ်ကျမ်းပိုက်3ပိုက်ပြတယ်ပထမတစ်ပိုက်ကခုနပြောတယ်ငါတို့ထိုးဖောက်လိုက်တဲ့တရားမင်းတို့သမိုင်းကြောင်းယူသမိုင်းတစ်လျှောက်လုံးမှာမင်းတို့တယောက်ယောက်ကိုကားတိုင်းပေါ်မှာထိုးဖောက်လိုက်တာရှိဘူးလားလို့ပြောတာရှိတယ်သိတယ်ယေရှုကိုပြောမှန်းသိတယ်အဲ့ဒါနဲ့ဖယားကသားရှိရလားဖယားကသားသူတော့ဖယားတပါးတယ်လို့ယုံတာဟုတ်ဆိုဖယားကသားတော့ရှိလားအဲ့နဲ့ကျွန်တော်သူ့ကိုကောင်းကင်ဘုံတို့အဘယ်သူသက်တည်းအဘယ်သူဆင်းလာတည်းအဘယ်သူဒီလေကိုမိမိလက်နဲ့ဆုပ်ထားသည်အဘယ်သူဒီရှေကိုအဝတ်နဲ့ထုတ်ထားသည်မြေကြီးဆွရှိသမျှတို့ကိုအဘယ်သူတည်စေသည်ထိုတို့ပြုတော်သူ၏အမိနဲ့သူ၏သားအမိကအဘယ်သူcome on ထိုတို့ပြုတော်သူ၏အမိနဲ့သူ၏သားအမိကအဘယ်သူနေတင်ပြောနိုင်သလားကျွန်တော်ဒီမှာရေးထားတယ် father and son နဲ့နော်ပြန်ဖတ်ပါအောင်ကောင်းကင်ဘုံတို့အဘယ်သူတက်သည်အဘယ်သူဆင်းလာသည်အဘယ်သူဒီလေကိုမိမိလက်နဲ့ဆုပ်ထားသည်အဘယ်သူဒီရေကိုအဝတ်နဲ့ထုတ်ထားသည်နေကြီးဆွရှိသမျှတို့ကိုအဘယ်သူတည်စေသည်ထိုတို့ပြုတော်သူ၏အမိနှင့်သူ၏သားအမိကအဘယ်သူနေတင်ပြောနိုင်သလားတင်ပြောနိုင်သလားဆိုကျွန်တော်ရည်ပြတယ်ကျူးကောင်းလေးသူချမ်းသာရှိတယ် Arthur Barack တဲ့ Barack Obama နာမည်နဲ့တူတယ် Barack Arthur Barack ဆိုပြီးတော့ရှိတယ်အဲ့ဒါသူပါစပိတ်တယ်ဟာဘယ်မှာဖယားနာမည်နဲ့သူ့သားနာမည်ဟောလို့ပြောတော့ဒါဓမ္မဟောင်းလေဒါဓမ္မဟောင်းလေဓမ္မဟောင်းမှာခမဲတော့သားတော့မပါဘူးလို့ကျွန်တော်ပြောချင်တယ်ဒီမှာကြည့်လိုက်စက်ပိုင်အောင်မှတ်ထားနော်30လေးကျွန်တော်31လို့ပြောမိတယ်34တွေ့လား30ငယ်လေးမှာအဲ့ဒါလည်းပြောလိုက်တဲ့ခါမှာ तू ကအေးတော်ငြိမ်သွားတယ်ဒါပေမဲ့သူ့မျက်လုံးအယောင်ပြောင်းတယ်စပြီးတော့သိချင်စိတ်ဖြစ်တယ်အဲ့ဒါကျွန်တော်ဘာပြောလဲဆိုငါအဖေလဲရာဘာကြီးတဲ့ငါအမေလဲရာဘာကြီးတဲ့ဆရာတွေပဲပေါ့ဘာသာရေးဆရာတွေပဲတဲ့ကျွန်တော်လို့ပြောတယ်ဟုတ်ပြီလို့ဒါပေမဲ့ဒီလိုဟာတွေနေနားလည်ဘူးလားဆိုငါတဲ့တခြားရာဘာကြီးတွေပြန်မေးအောင်ပဲကောင်းပါလားအရှမ်းပါတယ်လားကျွန်တော်အဲ့ဒီ order ကိုခေါ်ဖို့ ready ခရစ်တော်လက်ခံမလားဒီမှာဟမ်လက်ခံမယ်ဆိုတခါလဲဆူတောင်းပေးမလို့ဘယ်ဟာလားကောင်းပါလေကျွန်တော်မှသိသွားတယ်ဝိညာဉ်တော်စကားပြောတယ်ဒါငါတော့လက်လျှော့ထားရတယ်အမျိုးဒါပေမဲ့လေဘုရားအကြံစီမပြီးသေးဘူးဘုရားအကြံစီမပြီးသေးဘူးမပြီးသေးဘူးသူတို့ပေါ်မှာဘာနဲ့သွားတူမလဲသိလားယောသက်ကလေယောသက်ပထမအချိန်သူ့ညီကိုတွေနဲ့တွေ့တော့သူတို့မမှတ်မိဟုတ်တယ်မလားမသိဘူးတဲ့အဲ့နဲ့ဒုတိယအချိန်တွေ့တဲ့ခါမှာသူ့ရဲ့ identity ကိုပြလိုက်တာ
အဲ့ဒါကြောင့်ဟောငါညီပဲအဲ့ဒီကိုဖြစ်မှာပထမတစ်ခါပထမခါလာတယ်မမှတ်မိဘူးဘယ်သူကြီးလဲဘာကြီးလဲသူတို့ထင်ထားတာလုံးဝနိုင်ငံရေးသမားသူတို့ကိုလွတ်လပ်ရေးပေးမဲ့တယောက်လို့ထင်ထားတာအဲ့တယောက်မဟုတ်နေဘူးသူတို့ရဲ့ဘာသာရေးထုံးတမ်းစင်လာတစ်ခုလုံးကင်လှုပ်ပလိုက်တယ်သူတို့သဘောမပေါက်ဒါမဲ့ဒုတိယအချိန်ကြွလာရင်ဘုရားကိုမြင်တွေ့တဲ့အခါမှာအာလာငါတို့ကားတိုင်းပေါ်မှာတတ်လိုက်တဲ့တယောက်ပဲအဲ့လိုပြောပါတယ်နော်ကျမ်းစာထဲမှာပြောထားပြီးသားအဲ့ဒီတယောက်လာတော့မယ်သင်ကိုအဲ့ဒီတယောက်ကိုတွေ့ပြီးပြီလားသင်ကိုအဲ့ဒီတယောက်ကိုတွေ့ပြီးပြီလားမတွေ့သေးရင်ဒီနေ့ဟာကဲတင်ရနေဖြစ်တယ်နော်ခရစ်တော်ကိုလက်ခံတော့ဘာကြောင့်လဲဆိုဒီနေ့ပြောနေတဲ့အရာတွေကျမ်းစာမှာနှစ်ပေါင်း2600တောင်ပြောခဲ့တဲ့အရာလည်းပြည့်စုံတယ်ပြည့်စုံတယ်မနေ့ဖြစ်ဆိုရင်ပူရာနေ့မနေ့ဖြစ်ပူရာနေ့ဆိုတာဘာလဲဆိုရင်ဂျူးတွေကသူတို့အဲ့ဒီနေ့ကတစ်မျိုးသားလုံးအသက်ခံရမယ့်နေ့ဖြစ်ခဲ့တာဣသရာဝတ္ထုထဲမှာဒါပေမဲ့အဲ့ဒီဣသရာဝတ္ထုထဲကပူရာနေ့ကိုမနေ့ဖြစ်မတ်လ2ရက်နေ့ည6နာရီနောက်ပိုင်းနေဝင်ပြီးတာနဲ့သူတို့ကျင်းပတော့မယ်အဲ့ဒီပူရာနေ့ကျင်းပတဲ့အရာကိုနှုတ်ကပတ်တော်ထဲမှာကြည်လိုက်ရင်ဘာသွားတွေ့ရလဲဆိုတော့သူတို့တစ်မျိုးလုံးကိုသတ်ဖို့ကြံတဲ့ဟာမန်ဆိုတဲ့လူရုပ်မှာရှင်းပလိုက်တဲ့အဲ့ဒီနေ့မတိုင်ခင်မှာဖခင်ရှင်းပလိုက်တာဧဒရာဘုရင်မကိုအသုံးပြုပြီးတော့အဲ့ဒီမှာဘုရင်ကရှင်းပလိုက်တဲ့အရာကိုကျွန်တော်တွေ့ရတယ်တစ်မျိုးသားလုံးလွတ်မြောက်သွားတယ်ကျွန်တော်ပြောပြမယ်မနေ့ဖြင့်ပူရာနေမနေ့ကဣသရေလကိုအကြီးကျယ်ရှင်းခြင်းနဲ့အီရန်ခေါင်းဆောင်အာယာတိုလာခါမနီဘုရားရှင်းပလိုက်ပြီမဲလားအဲကြောင့်လေဧသရာဝတ္ထုကိုသင်အခုသတင်းချေသေသွားပြီမဟုတ်ဘူးသေသွားတာမဟုတ်ဘူးဒီမှာလဲပါတယ်လေဧသရာဝတ္ထုထဲမှာဟာမန်နောက်တစ်ယောက်လေအဲ့ဒါခိသဟာမန်အဲ့တော့ခေဟောင်းဟာမန်ခိသဟာမန်ရှင်းပလိုက်တယ်တွေ့လားဣသရေလနဲ့ဖခင်အလုပ်လုပ်တာမပြီးသေးတယ်လို့သင်နဲ့ဖခင်အလုပ်လုပ်တာလည်းမပြီးသေးဘူးအာမင်ဂျူးလူမျိုးတွေနဲ့ဖခင်အလုပ်လုပ်တာမပြီးသေးသလိုသင်နဲ့ဖခင်အလုပ်လုပ်တာလည်းမပြီးသေးဘူးဒါကြောင့်သင်နဲ့ဒီနေ့မှာဖခင်သင်နဲ့အလုပ်လုပ်ခြင်းနဲ့သင်နဲ့များစွာအလုပ်လုပ်ခြင်းနဲ့သင်တို့ဖခင်ပြင်ဆင်ထားတဲ့ຢာတွေအတွက်သင်ကိုဖခင်ကပြင်ဆင်နေတာဖြစ်တယ်။ဟောပြန်ပြောမယ်သိမကြားလိုက်ဘူးထင်တယ်။သင်တို့ဖခင်ပြင်ဆင်ထားတဲ့အရာတွေအတွက်သင်ကိုဖခင်ကအခုပြင်ဆင်နေတာဖြစ်တယ်။အာမင်။ဟောဖခင်အလုံးလုံးချင်းတာတော့မယ်။ဖခင်ကဒီအချိန်မှာသူနဲ့အလုံးလုံးနဲ့သူတွေကိုဖိတ်ခေါ်နေတယ်။သင် ready ဖြစ်ပြီလား။သင် ready ဖြစ်ပြီလား။ Are you ready?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  If you are ready, get up, get up, get up. If you are ready, stay ready. ဖြစ်တယ်ဆိုရင်မတည့်ရပါ။ Stay ready ဖြစ်တယ်ဆိုထားပါ။ Hallelujah. အိုးဖခင်ဝိညာဉ်တော်အလုံးလုံးပဲ။6တွေ့တဲ့အယိုးစုတွေဖခင်ဝိညာဉ်တော်ရဲ့စကားနဲ့ဖခင်ဝိညာဉ်တော်ရဲ့ဆောင်မခြင်းနဲ့အသက်ပြန်ဝင်တယ်။ကြီးမားတဲ့ဘိုးချေဖြစ်တယ်။ထိုနည်းတူပဲသင်ရဲ့အသက်တာ6တွေ့နေလား။သင်ရဲ့အသက်တာမျောလင်းချက်မဲ့နေလား။ဖခင်သင်နဲ့အလုံးလုံးချင်းသေးတယ်။မပြီးသေးဘူး။သင်လိုတာဝိညာဉ်တော်ဖြစ်တယ်။သင်လိုတာဝိညာဉ်တော်ဖြစ်တယ်။ Oh, I said that you need the Holy Spirit. ကြားရလားသင်လိုတာပါလေသင်လိုတာပါလေတန်ရှင်းသောဝိညာဉ်တော်ရဲ့တိုးထီခြင်းလိုနေတာတန်ရှင်းသောဝိညာဉ်တော်ရဲ့တစ်ချက်တိုးလိုက်နေရသင်ကိုများစွာနှစ်ပေါင်းကိုသွားစေမယ်ဟာလေလုယာဝန်ခံမှုမှားတာတွေပြင်အောင်ကိုယ်တော်ပဲသိတယ်မသိတဲ့အရာတွေကြုံရင်ကိုယ်တော်ပဲသိတယ်ဝိညာဉ်တော်အယော6กินနဲ့တွေ့ကိုတော်ပဲသိတယ်6တွေ့တဲ့လူပြဖြတ်နေရကိုတော်ပဲသိတယ်လို့ဝန်ခံရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာโอ้စက္ကန့်ရအောင်တတ်တာတွေကိုစက္ကန့်ရအောင်